ဆိုတဲ့မိဘမြတ်တာဖွင့်ဂုဏ်ပြုတေးလေးတစ်ပုဒ်ဖြစ်ပါတယ်ရှင်။နားတော်တာဆင်ပေးကြပါဦးရှင်။ရှင်အဖေမေတာသမီးအတွက်ဆိုမြန်းချီတဲ့ကျူးတစ်ချောင်းလို့ကောင်းလို့မလို့မမရင်စီခံငါလေးမဟာတိုင်းတွေကစီချတယ်လို့အခက်ခဲမှန်သမျှပေးစမှုနဲ့ရတီကလေးမြစ်တာရှင်ကြီးမလို့လေဒီကဘာမှာပေးဆက်လို့မကုန်နေအနန္တဂိုင်းဝင်ကြည်သူရှင်အဖေမေတာသမီးအတွက်ဆိုမြန်းချီတဲ့ကျူးတစ်ချောင်းလို့ကောင်းလို့မလို့မရင်စီခံငါလေးမဟာတိုင်းတွေကစီထားသလိုအခက်ခဲမှန်သမျှပေးစမှုနဲ့ရတီကလေးမြစ်တာရှင်ကြီးမောင်းလို့လေဒီကဘာမှာပေးဆက်လို့မကုန်မေတိုက်ကျွေးလူလာမြောင်မွေးဖွားခဲ့ပဲစားချင်နာလေးလေချက်ကျွေးခဲ့တဲ့မေဝစ်ချင်နာလေးလေဆင်းပေးခဲ့တဲ့ဖေတာသမီးအတွက်ဆိုမြန်းချီတဲ့ကျိုးတစ်ချောင်းလို့ကောင်းလို့မလို့မရင်စီခံငါလေးမဟာတိုင်းတွေကစီချတယ်လို့အခက်ခဲမှန်သမျှပေးစမှုနဲ့ရတီကလေးမြစ်တာရှင်ကြီးမလို့လေဒီကဘာမှာပေးဆက်လို့မကုန်ဝေရှင်အဖေမေတာသမီးအတွက်ဆိုမြန်းချီတဲ့ကျူးတစ်ချောင်းလို့ကောင်းလို့မလို့မရင်စီခံငါလေးမဟာတိုင်းတွေကစီထားသလိုအခက်ခဲမှန်သမျှပေးစမှုနဲ့ရတီကလေးမြစ်တာရှင်ကြီးမလို့လေဒီကဘာမှာပေးဆက်လို့မကုန်မေတိုက်ကျွေးလူလာမြောင်မွေးဖွားခဲ့ပဲစားချင်နာလေးလေချက်ကျွေးခဲ့တဲ့အမေဝစ်ချင်နာလေးလေဆင်းပေးခဲ့တဲ့ဖေတာသမီးအတွက်ဆိုမြန်းချီတဲ့ကျူးတစ်ချောင်းလို့ကောင်းလို့မလို့မရင်စီခံငါလေးမဟာတိုင်းတွေကစီထားသလိုအခက်ခဲမှန်သမျှပေးစမှုနဲ့ရတီကလေးမြစ်တာရှင်ကြီးမလို့လေဒီကဘာမှာပေးဆက်လို့မကုန်မေ